တို့ရဲ့ဒီမန်းချက်ကဂျပန်ကိုသွားဖို့နော်ဂျပန်ရောက်မှတေးကြတယ်နော်ဂျပန်မသွားခင်နက်ပြီမသွားချင်ဘူးစစ်သိန်း6000နဲ့2000ပညာလေးပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားဆိုဟိုဘောဟုတ်ရလားဗျာငါရဲ့ပတ်စံတွေကိုမင်းပြန်ပေးမပေးလို့တော့မင်းဆိုင်ကတေးဝါပေါက်ပြီးပြန်မယ်မင်းမှတ်ထားဘေးအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်ဒီလိုပုံစံနဲ့လက်တော့ပြန်နေမဲဒုက္ခရောက်မများတဲ့မှာငါစာတက်ထားတာငါ့ကိုစေနာရှိလို့မှမဟုတ်တာကျွေးတောင်းတာရှင်းနေဘလို့လဲဟုတ်ပြငိုပြတယ်ကယ်ရီပေးလိုက်ပြီကွာအကျွေးဆက်မလားအပေခံမလားအသေးခံပါပေါ့ခင်ဗျားတို့ကလူမိုက်တွေလားအဲ့ဆင်းနေနေဂိုင်းစားတယ်မောက်ကြည့်တတ်မလိုက်ရှင်းဟုတ်အဲ့ဒါဘယ်လိုပုံစံဝတ်ထားလဲဗျာအိတ်ခန့်လေးဆိုဒီလိုပဲဝတ်တတ်တာဂိုင်းကြုတ်လားဂိုင်းကြောက်လားချုပ်တဲ့အခါလဲချုပ်တယ်ချုပ်တဲ့အခါလဲခြောက်တယ်ခင်ဗျာဘာကြီးရောနေကင်းဘက်ဆိုရင်ဂိုင်းစတာညာဘက်ဆိုရင်တော့ခုမောင်လေးရဲ့မယားပေါ့ကျုံမရဟုတ်တယ်လေဘူရောခင်ဗျားထိုးရွေးခဲ့တဲ့ဂိုင်းစတာတွေကလေဂိုင်းကြုတ်တွေဟုတ်ဘူးဂိုင်းကြောက်တွေကျိုးတို့နဲ့ဟိုတွင်းနဲ့ကနေမနေ့တော့အောင်ပြေးခဲ့ရဖဲထွင်းနေရအရဲတွင်ငရဲတွင်ဒင်းတော့ထိရင်နဲ့ထိမကြည့်နေပါနဲ့ဟာနားတဲ့ဟာမစိတ်တော်လာမှာလေမင်းတို့ပုံစံမျိုးနဲ့ကြမ်းကြမ်းနဲ့လှုပ်เสียမလို့ပါဘူးနုနုညံ့ညံ့လေးပဲလှုပ်ရမှာခင်ဗျာဘာလို့မလို့မမနဲ့လည်းခဲ့တော့အောင်ကြီးတို့ညောင်စလုံးကတယောက်တစ်မျိုးစီဆွဲဆောင်ရှိပြီဒါကျွန်တော်တို့ဘာလို့ပြရမှာလဲချော်ပြရမှာလားမမလည်းအိတ်ကိုမဟုတ်ဘူးလားနေခင်းနဲ့လေတော့မအိတ်တယ်ဘူးမေးတယ်လားအိတ်တယ်အိတ်ကြအောင်သိမ့်ပေးနေကျွန်တော်မြောက်ကိုကျမဆွန်စားပေးမယ်ဆိုရင်နော်ဘုံလားဝါဘသူရင်စမ်းချင်လာပြီလေဒီတော့ကျန်နေတယ်ပုံမှန်ကျန်တွေးလို့တအားကောင်းရဲ့အဲ့ဒီထွက်တယ်ခေါင်းထဲကျုပ်သားကိုဖြစ်နေဆွဲခုရတဲ့အကျင့်ရှိတာကျုပ်ဖက်လို့ရှိရင်ခင်ဗျရေကုန်သွားလို့မလားလူလိန်အမျိုးကြောက်တယ်တခြားဟာတွေလည်းတက်တယ်မယုံတုံးကြည့်ပါလားဂျပန်မိတ်နော်သူတို့ခိုင်းချောက်ကြီးချာမှာရှင်တို့ညောင်နဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ဆင်းရဲရှင်းနေကြရဆိုဘာသူသေမလဲတော့မသိဘူးတခြားတော့သေမှသေကြတယ်